အဲ့တော့ဒုက္ခနဲ့ပတ်သက်တာ63ခုရှိတယ်အဲ့ဒါဟာဒုက္ခဝေဒနာသည်ပြောင်းလဲလိုက်တာနဲ့တပြိုင်တည်းဒုက္ခဖြစ်တယ်ဒုက္ခဝေဒနာဟာရှိနေတော့တာဒုက္ခချုပ်ငြိမ့်သွားတာနဲ့တပြိုင်တည်းဒုက္ခဒါကြောင့်မို့ဝိပရိနာမဒုက္ခပြောင်းလဲဖြစ်ပေါ်တဲ့ဒုက္ခဆိုတာဒုက္ခကိုခေါ်တယ်လို့အကြမ်းများဖြစ်မှတ်တာဒုက္ခဝေဒနာသောမနတဝေဒနာလူတွေပြောနေကြတဲ့ happiness happy new year လို့ဆိုတာအဲ့ဒါပါတယ်ဝိပရိနာမဒုက္ခတွေမှာပြောရရှင်တဲ့စိတ်ချမ်းသာတဲ့ဆိုတာအဲ့ဒါမှာပါတယ်ဝိပရိနာမဒုက္ခလို့ခေါ်တယ်အမြဲတမ်းပျော်ရွှင်နေတာမဟုတ်ဘူးအမြဲတမ်းစိတ်ချမ်းသာနေတာမဟုတ်ဘူးဒါကြောင့်အဲ့ဒါဝိပရိနာမဒုက္ခလို့ဒုက္ခရဲ့ထက်နောက်ဆုံးတစ်ခုကတော့သင်္ခါရဒုက္ခသင်္ခါရဒုက္ခဆိုတာအကျဉ်းအဖြစ်ကျမ်းစာတွေအကုန်လုံးလို့ပြောတာအဲ့ဒီအမေကျမ်းစာတွေလို့ဆိုရတဲ့မယ်စိတ်နဲ့ပြောရင်ဥပေက္ခသာဂုတ်စိတ်55ခုကျမ်းတယ်ဝေဒနာနဲ့ခွဲတဲ့အခါမှာဒုက္ခသာဂုတ်စိတ်ကတစ်ခုဒုက္ခသာဂုတ်စိတ်ကတစ်ခုဒေါမနတသာဂုတ်စိတ်က2ခုသောမနတသာဂုတ်စိတ်က62ခုဥပေက္ခသာဂုတ်စိတ်က55ခုဝေဒနာနဲ့ခွဲရင်အဲ့လိုပြောတာနော်အခုခွဲတဲ့3မျိုးတဲ့မှာဒုက္ခဆိုတာဒုက္ခသာဂုတ်တစ်ခုရဲ့ဒေါမနတသာဂုတ်စိတ်2ခုရဲ့3ခုပါသွားပြီဝိပရိနာမဒုက္ခဆိုတာဒုက္ခနဲ့သောမနတ63ခုပါသွားပြီအဲ့တော့ကျန်တာဘာလို့ဆိုဥပေက္ခကျန်စိတ်အနေနဲ့ပြောမယ်ဆိုရင်ဥပေက္ခသာကိုကျန်ဒါမို့ဥပေက္ခသာကိုစိတ်55ခုရဲ့နော်ဥပေက္ခသာကိုစိတ်စေတသိက်55ခုရဲ့ကျန်တဲ့စေတသိက်တွေရဲ့ယုတ်28ရဲ့အားလုံးသင်္ခါရဒုက္ခလို့ခေါ်တယ်ရှုပ်ဟုသမျှသင်္ခါရဒုက္ခဥပေက္ခသာကိုစိတ်စေတသိက်တွေအားလုံးသည်သင်္ခါရဒုက္ခတော့အဲ့လိုခွဲတာဒါစာပေကျမ်းကမှခွဲတာအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒုက္ခအလုံးခြုံမိသွားတယ်ဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခလွဲမှားပြီးတော့ပြောရတဲ့အဲ့ဒါသင်္ခါရဒုက္ခဆိုတာအကုန်လုံးလို့ထင်နေတတ်တယ်အကုန်လုံးပြောတာမဟုတ်ဘူးသင်္ခါရဒုက္ခဆိုတာဥပေက္ခသာဟုစိတ်55နော်ပြီးတော့စေတသိက်နောက်ပြီးတော့ယုတ်28ခုအဲ့ဒါကိုသင်္ခါရဒုက္ခလို့ခေါ်တယ်ဒုက္ခသာဂုတ်စိတ်3ခုဒုက္ခဝေဒနာဒုက္ခကာယကဒုက္ခသာဂုတ်စိတ်1ခုဒေါမနတသာဂုတ်စိတ်2ခုအဲ့ဒီ3ခုကိုတော့ဒုက္ခလို့ခေါ်တယ်ဒုက္ခသာဂုတ်စိတ်1ခုသောမနတသာဂုတ်စိတ်62ခုအဲ့ဒီ63ခုကိုဒုက္ခသောမနတကိုဝိပရိနာမဒုက္ခလို့ခေါ်တယ်ဥပိ္ပခာနဲ့ကျန်တဲ့ယုတ်တွေအကျဉ်းတွေအကုန်လုံးကိုသင်္ခါရဒုက္ခလို့ခေါ်တယ်ဒါဒီ3ခုခွဲတဲ့အခါမှာအဲ့ဒါအမှန်ကန်ပဲသို့တော့မြတ်စွာဘုရားကအလုံးကိုယံကိဉ္စီဝိရိတံတံဒုက္ခသမိန်ဆိုအလုံးဟာသင်္ခါရဒုက္ခနဲ့ကြည့်ပဲဆိုရင်တော့အလုံးဟာဒုက္ခရေးကြီးပဲလို့သူပြောတာဒုက္ခသစ္စာနဲ့ပြောလိုက်မယ်ဆိုရင်အလုံးဟာဒုက္ခတွေပဲအဲ့တော့ဒီဒုက္ခကိုဘယ်သူလှုပ်တာလဲဒုက္ခကိုဘယ်သူလှုပ်တာလဲဒီမေကုန်းကဖះလက်ထက်ကအဓမ္မခိစ္ဆာတဲ့မေကုန်းတစ်ခုဖြစ်တယ်နော်တွေးကြတဲ့အတွေးတွေကအများကြီးမိစ္ဆာဝါဒနဲ့ပတ်သက်တယ်ပေါ့နော်နားလဲအောင်တော့တော်တော်လေးကြိုးစားရအောင်ဒီဒုက္ခဘယ်သူလှုပ်တာလဲအဲ့ဒါနဲ့ပတ်သက်ပြီးသုတ်တန်နေတော်တော်များများရှိတယ်အခုဒီကနေ့ဟောမဲ့သုတ်တန်ကအစေလကတ္တဗသုတ်